来，这个给大家看一下，它这样的话就是戒指，圈口是18，然后呢，它这个是鸽血红色的石榴，这两个的话就是白托帕和蓝托帕，它这是那个偏水蓝的那种哥姐妹，只有这一个是石榴，这两个的话就是托帕石哥姐妹，圈口是18，这些的话就是正方形的那种，切工不错。然后呢，它这个的话就是比较亮一点的那种真的挺不错的一个料子，圈口是18，用银托镶嵌好的。它这个的话就是一个的话就是才600人民币，一个才600人民币哦。如果是喜欢的话，就是可以私信了谢谢大家。Hello， အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မိတ်ဆက်ပေးတော့မှာတော့ဒါလေးပေါ့နော်ဒါလေးဆိုလို့ရှိရင်လက်စွပ်လေးပေါ့နော်ဒါလေးကကျတော့လက်စွပ်ဆိုင်လေးက18လေးပါရှင်ပြလို့ရှိရင်ဒါလေးဆိုလို့ရှိရင်ဒါလေးကကျတော့ဂါနက်လေးပေါ့နော်ဒါလေးကဂါနက်လေးပါဒီနေ့ခုလေးကကျတော့တိုးပတ်လေးပေါ့နော်ဒါလေးတော်တော်လေးလာပါတယ်ရှင်ပြလို့ရှိရင်ဒါလေးဆိုလို့ရှိရင်4000လေးပုံစံလေးပေါ့နော်ဒါလေးကကျတော့တွေးကွက်လေးလည်းမစိုးပါဘူးရှင်ဒါလေးတစ်ခုမှတကွင်းအောင်မှဒါလေးဆိုလို့ရှိရင်တသိန်းခွဲလေးပါရဲ့ရှင်ဒါလေးတကွင်းအောင်မှတသိန်းခွဲလေးပါချိန်လို့ရှိရင်တော့စီမလာခဲ့ပြီပေါ့နော်အားလုံးပဲကျေးဇူးပါပဲရှင်ဒါလေးငွေထည့်လေးနဲ့ထည့်ခတ်ထားပါရှင်